မင်းရဲ့မျက်မှန်ကလူတိုင်းရဲ့အောက်တန်းကြတဲ့ရှုပ်ဝက်ချက်တွေကိုမြင်နေရရင်မင်းမလုံးမလဲဒီကောင်မလေးဟာသူ့ဦးလေးကမင်းမရှုပ်တဲ့ကောင်တယောက်ဆိုတာသိသွားခဲ့တယ်ဘာလို့လဲဆိုတော့သူ့ဦးလေးကောင်းပေါ်မှာကျိုးနီစအထူးကြီးတစ်ခုချိတ်ဆက်နေလို့ပါဒီကျိုးနီတစ်ချောင်းစီကတွဲခဲ့ပြီးတဲ့ရေးစားတယောက်စီကိုစားပြတာဖြစ်ပြီးလူများစုမှာအလုံးစုံရှိလ10ချောင်းလောက်ပဲရှိတတ်ကြပေမဲ့သူ့ဦးလေးကောင်းပေါ်မှာတော့ညာနဲ့ချီပြီးရှိနေတာပါလူရကသူ့ဦးလေးကိုမျက်စောင်းထုတ်ပြပြီးကျောင်းထဲကိုဝင်လာခဲ့တယ်သူကဘေးပတ်ဝန်းကျင်ကလူတိုင်းကိုတေးသေးချာချာလက်ကြည့်နေမိတာပါသူတို့ရဲ့ရှုပ်ဝက်ချက်တွေကိုသာသိထားရင်သူ့ကျောင်းမှာဘယ်တော့မှအနိုင်ကျင့်ခံရတော့မှာမဟုတ်ပါဘူးလူရကတမ်းပိုင်ဆရာမကိုလမ်းကြည့်လိုက်တဲ့အခါဆရာမကောင်းပေါ်မှာတော့ကျိုးနီတစ်ချောင်းမှမရှိတာကိုတွေ့လိုက်ရတယ်အဲ့ဒီနောက်လူရကသူ့ကိုအနိုင်ကျင့်လို့ရှိတဲ့မိန်းကလေးတွေကိုတေချာဆက်ကြည့်လိုက်တယ်သူတို့တယောက်ချင်းစီမှာလည်းဘယ်သူမှမသိတဲ့ရှုပ်ဝက်ချက်တွေရှိနေကြတာပါအဲ့ဒီထဲကမှဟဲယုံရဲ့ခေါင်းပေါ်ကကျိုးနီကကြောင်ရုံကန်းဘက်ကိုချိတ်ဆက်နေတာကိုသူသတိပြုမိသွားတဲ့ကျိုးရဲ့တစ်ဖက်မှာဘသူရှိနေမလဲဆိုတာသိချင်တာကြောင့်ရုံကန်းတကားဝစီကိုတူးလျှောက်သွားခဲ့ပါတယ်။မကြခင်မှာပဲအဲ့ဒီကျိုးနီကသူတို့ရဲ့ကိုရီးယားစာပြဆရာဖြစ်နေတာကိုသိလိုက်ရလို့လူရတယောက်အန်တာမင်တက်သွားခဲ့ရတယ်။အကယ်၍သူတို့နှစ်ယောက်ခိုးကြောင်ခိုးဝတ်တွဲနေတာကိုလက်ပူးလက်ချက်မိအောင်ဖမ်းနိုင်ခဲ့ရင်တော့သူ့အတွက်ကလက်စားချေဖို့ခွင့်ရရောက်လာပြီပေါ့။ကျောင်းဆင်းတဲ့ခါမှာတော့ဟဲယုံကပုံမှန်တိုင်းပဲလူရပွဲလာပြီးအနိုင်ကျင့်ပြန်ပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့လူရကပြန်လဲခုခံရုံတင်မကပဲဟဲယုံကိုပြတ်သက်သတိပေးလိုက်ပါတော့တယ်။ဟဲယုံကလူရကိုထပ်ပြီးရိုက်ဖို့ပြင်လိုက်စင်မှာပဲတယောက်ယောက်ကလာထားလိုက်ပါတယ်။လက်ကြည့်လိုက်တော့မှကျောင်းပြောင်းလာခါစကျောင်းသူတက်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။အေမီကသူ့ရဲ့အစွမ်းဟာလူတွေကိုကယ်တင်နိုင်မှန်းသိသွားတဲ့အချိန်ကစလို့ထွက်ပြေးအောင်ရှောင်မနေတော့ပဲကျောင်းပြန်တက်ဖို့စာရက်စာရမ်းတွေလုပ်ခဲ့တာပါ။ဒီလိုနဲ့အေမီကလူရတို့တန်းကိုပြောင်းလာခဲ့ပြီးသူတို့ဟာတန်းဖော်တွေတင်ဖြစ်လာခဲ့ကြတယ်။လူရအနိုင်ကျင့်ခံနေရတာကိုမြင်မြင်ချင်းနဲ့အေမီကတွတ်ဆက်မနေပဲချက်ချင်းပြေးဝင်လာခဲ့တာပါ။ကျောင်းသူတက်ကသူ့ကိုပြောင်းရဲတာကြောင့်ဟဲယုံကအေမီရဲ့ကော်လာကိုဆွဲပြီးပညာပေးဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့ဒီတစ်ခါတော့သူရွေးချယ်မှုမှားသွားခဲ့ပါပြီ။အေမီကဟဲယုံကိုမျက်တောင်တစ်ခါအတွင်းမှာပဲဝေယနာဆုံးကိုသုံးဖို့ပြီးချုပ်ကင်လိုက်ပါတယ်။ဟဲယုံတယောက်လမ်းဖြတ်သွားပြီးသူ့ဘေးကအပေါင်းပါတွေကိုအေမီကိုလာဆွဲဖို့အော်ပြောပေမဲ့အားလုံးကအေမီရဲ့လုပ်ရက်ကြောင့်လမ်းဖြတ်ပြီးကြောက်နေကြတာပါဘယ်သူမှရှေ့ထွက်ပြီးကုညီရတဲ့သူမရှိပါဘူးနောက်ဆုံးမှာဟဲယုံကသူတို့ကိုနောက်မနှောက်ရှက်တော့ပါဘူးလို့ကတိပေးပြီးမှညှညသွားခဲ့ပါတယ်ဒါပေမဲ့နေရာကတော့ဒီတိုင်းလွတ်ပေးဖို့အစီအစဉ်မရှိပါဘူးသူကဟဲယုံနောက်ကိုတကောက်ကောက်လိုက်သွားခဲ့ပြီးဟဲယုံနဲ့ဆရာမင်းရှေးကြီးလိုက်ခဲ့တဲ့ဦးကရနဲ့သူ့ချင်းတွေ့နေတာကိုလက်ပုတ်လက်ချက်မိသွားပါတယ်သူတို့နှစ်ယောက်မွေးတစ်ခုလေးကိုအတူတူဝင်သွားကြတာပါနေရာကသူတို့ရဲ့ရင်းနှီးချမ်းဝင်နေတဲ့ခိုက်တက်တွေကိုပို့ပြီးတပ်ပုံရယူလိုက်ကအဲ့ဒီပုံတွေကိုဟဲယုံစီကိုပို့လိုက်ပါတယ်ဒါပေမဲ့ဟဲယုံကအဲ့ဒီပုံတွေကိုမြင်လာတော့ဘာမှမကြောက်တဲ့အပြင်သူကအတမဖြစ်သေးတဲ့ဘဲရဲဖြစ်တာကြောင့်နေရာအနေနဲ့ဘယ်လိုပဲဖွင့်ချဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ပြန်ပြောခဲ့တယ်ဒါပေမဲ့ဒီစကားကပဲနေရာကိုအကြံတစ်ခုရသွားစေပါတယ်သူကအဲ့ဒီတပ်ပုံတွေကိုဟဲယုံစီမပို့တော့ပဲဆရာမင်းစီကိုပဲတိုက်ရိုက်ပို့လိုက်ပါတော့တယ်ပြီးတော့ကျိုးဝတ်ချက်ဖုံးတွေကဖြစ်ဝန်တိုင်းနေရနှစ်ဆက်နဲ့တည်းရှင်းပြင်ဆင်ထားဖို့ချင်းချောင်းလိုက်ပါ